ထိုင်းနိုင်ငံအာဆီယံရဲ့ထူးကိုယ်စားလှယ်လာမယ်မြန်မာနိုင်ငံခီးစဉ်အတွင်းမှာဖန်စီတိန်လေးခံရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့နေပြည်တော်ဘက်ကခွင့်ပြုပေးမယ်လို့မျှော်လင့်နေပါတယ်။အဲ့ဒီမျှော်လင့်နေချိန်မှာပဲဘန်ကောက်ကမြန်မာရဲ့ချက်တွေကိုဖြည့်ရှင်းနိုင်ရေးအတွက်ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်စတင်နိုင်ဖို့အားပေးနေတာဖြစ်ပါတယ်။ထိုင်းအနေနဲ့အာဆီယံနဲ့နေပြည်တော်ကြားပြုလုပ်ခဲ့တဲ့ထိတွေ့ဆက်ဆံမှုတွေကိုကြိုးဆိုတယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကပြောထားပါတယ်။အဲ့ဒီထဲမှာအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့မြန်မာနိုင်ငံသားရေးဝန်ကြီးတွေကြားအလို့သဘောဆွေးနွေးပွဲတွေလည်းပါဝင်ပါတယ်။စီယာဇက်ကအဲ့ဒီဆွေးနွေးပွဲတွေဟာ2021ခုနှစ်နောက်ပိုင်းအာဆီယံကနေပြည်တော်နဲ့လူချင်းတွေ့ဆုံပြီးတရားထိတွေ့ဆက်ဆံတဲ့ပထမဆုံးချိန်ဖြစ်တယ်လို့ပြောပါတယ်။ဒီတွေ့ဆုံမှုရဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့တိုးတက်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးနေပြည်တော်ဘက်ကနောက်ဆုံးအခြေအနေတွေကိုမျှဝေပေးဖို့တိုက်တွန်းလာတာဖြစ်တယ်လို့သူကပြောပါတယ်။မြန်မာငြိမ်းချမ်းရေးအတွက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်အကောင့်တွေပေါ်မှုမှာတိုးတက်မှုကန့်သက်တာရှိခဲ့တာကိုအာဆီယံအတိမတ်ပြုထားပြီးရှေ့ဆက်တိုးတက်မှုကိုတိုင်းနိုင်ဖို့အတွက်အချက်၄ချက်ကိုလည်းသဘောတူခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။အဲ့ဒီချက်တွေထဲမှာနိုင်ငံရေးကျန်းသားတွေကိုထပ်မံလုပ်ပေးတာနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အပြုသဘောဆောင်တဲ့တိုးတက်မှုတွေပါဝင်ပါတယ်။ခုနှစ်အစောပိုင်းမှာအသက်82နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်းထောင်ကနေနေပြည်တော်ရှိနေအိမ်ကိုအကျယ်ချုပ်ပြောင်းရွှေ့ထားတယ်လို့နေပြည်တော်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မိသားစုဝင်တွေတန်တမန်တွေဥပဒေကျိုးဆောင်ဖွဲ့တွေကတော့အဲ့ဒီပြောဆိုချက်ကိုတန်တရားရှိနေကြပါတယ်။အာဏာပိုင်တွေကလွတ်လပ်တဲ့တီဗီစစ်ဆေးမှုဒါမှမဟုတ်တွေ့ဆုံခွင့်တောင်းဆိုမှုအလုံးညှင်းပယ်ထားပြီးဒေါအောင်ဆန်းစုကြည်ကိုလည်း2022ခုနှစ်နောက်ပိုင်းကတည်းကလူမြင်ကွင်းမှာမတွေ့ရသလိုသူ့ရဲ့သတင်းစကားကလည်းမကြားရတာကြာပြီဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်အာဆီယံထိပ်သီးစည်းဝေးမတိုင်ခင်ကာလအတွင်းမှာပြည်ပချင်းတွေကိုကိုယ်တိုင်သွားရောက်လွတ်လပ်နိုင်ဖို့အတွက် Mrs. Lazari ကမြန်မာကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာခီးစဉ်သွားရောက်ဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့သူဥဆောင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခီးစဉ်ဟာဘလို့ပုံစံဆောင်ရမလဲ။ကွဲပြားနေတဲ့မြန်မာကိုအဖွဲ့အစည်းတည်တည်ကဘလို့ကူညီတွေပေးမလဲဆိုတာမရှင်းလင်းသေးပါဘူး။ဒီပြည်တော်ဘက်ကလည်းအာဆီယံထူးကိုယ်စားလှယ်ကိုဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပြုမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့စီယာဆက်ကပြောပါတယ်။နေပြည်တော်နိုင်ငံသားရေးဝန်ကြီးဦးတင်မောင်ဆိုရဲ့တုံ့ပြန်ချက်နဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့စီယာဆက်ကအဲ့ဒီအဆိုပြုချက်တွေကိုပယ်ရှားတာမျိုးမရှိခဲ့ဘူးလို့ပြောပါတယ်။အဲ့ဒီအဆိုပြုချက်ကိုမြန်မာကောင်းဆောင်ပိုင်းနဲ့ဆွေးနွေးသွားမယ်လို့လည်းဦးတင်မောင်ဆိုရဲ့တုံ့ပြန်ထားကြောင်းစီယာဆက်ကပြောပါတယ်။အဓိကကတော့စိတ်ရင်းစေတနာမှန်မို့ပါပဲလို့စီယာဆက်ကပြောပါတယ်။ထိုင်းနိုင်ငံအနေနဲ့တွေ့ဆုံဆွေးနွေးရေးကိုစေတနာမှန်နဲ့ဆွေးပြုထားတာဖြစ်ပြီးအဲ့ဒီထိတွေ့ဆက်ဆံမှုတွေကနေတိုးတက်မှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့မျှော်လင့်ထားကြောင်းလည်းသူကထပ်လောင်းပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာကောင်တော့ဦးမင်းအောင်လှိုင်ဟာလာမယ့်လမှာထိုင်းနိုင်ငံကိုတရားဝင်ခီးဆန်လာရောက်မယ်ဆိုတဲ့သတင်းတွေကိုတီးပြီးပြောကြားခဲ့ပါတယ်။2021ခုနှစ်မှာဒေါအောင်ဆန်းစုကြည်ကိုအာဏာကနေဖယ်ရှားခဲ့ပြီးအာဏာသိမ်းမှုဦးဆောင်ခဲ့တဲ့မြန်မာစစ်ကောင်ဆောင်ဟာတိုက်ခိုက်ရှင်မြိုင်မှုမရှိခဲ့တဲ့ရွေးကောက်ပွဲပြီးမှလက်ရှိမြန်မာနိုင်ငံရဲ့အရသာသမ္မတဂျာတို့ကိုယူထားတာဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာမြန်မာနဲ့နိုင်ငံချင်းရရောအာဆီယံမူပေါင်းတွင်းရနေတဲ့ဆက်ဆံရေးကိုပုံမှန်ဖြစ်လာစေဖို့ကြိုးပမ်းမှုတွေကိုဦးဆောင်နေပါတယ်။လာမယ့်သတင်းပတ်မှာအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေဟာအမေရိကန်နဲ့ဥရောပသမဂ္ဂတို့လိုဆွေးနွေးပွဲနိုင်ငံတွေနဲ့အစည်းအဝေးပြုလုပ်ဖို့ရှိနေပါတယ်။နောက်နိုင်ငံတွေဟာနေပြည်တော်စစ်ကောင်ဆောင်တွေနဲ့ထိတွေ့ဆက်ဆံမှုကိုအောင်မပေးတာကြောင့်ထိုင်းနိုင်ငံသားရေးဝန်ကြီးအနေနဲ့နေပြည်တော်နဲ့အခုထိတွေ့ဆက်ဆံမှုကိုအာဆီယံစပွဲဝိုင်းစီကိုဘယ်လိုတည်သွားမှလဲဆိုတဲ့မေးခွန်းကလည်းထွက်ပေါ်လာပါတယ်။ထိုင်းနိုင်ငံသားရေးဝန်ကြီးကတော့ထိုင်းအဆိုပြုတဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးအနောက်မိဘနိုင်ငံတွေကကွန်ဂရက်စကားဆိုတာမျိုးမရှိသေးဘူးလို့ပြောပါတယ်။နောက်ပြီးမြန်မာနိုင်ငံနဲ့ပြန်လည်ဆက်ဆံမှုမှာလည်းအာဆီယံကိုဗဟိုပြုမှုကိုပဲအခြေတည်တယ်လို့ခုခံပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့မိတ်ဆွေအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေအမြဲပြောကြတာရှိပါတယ်။ဘုံသဘောတူညီချက်တွေအထားမြောက်အောင်အကောင့်တွေဘယ်လိုခေါ်ကြမလဲဘယ်လို view သုံးမလဲခုလိုအပ်တာကိုပဲဘာမှပတ်မွေးပြကြမလားဆွေးနွေးကြပါတယ်။တကယ်တော့ဒါအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေရဲ့ချင်းကပ်မှုတသက်မဟုတ်ပါဘူး။ပြီးခဲ့တဲ့ဒေသဆွေးနွေးပွဲမှာအာဆီယံနိုင်ငံခေါင်းဆောင်တွေကြားမှာဆွေးနွေးခဲ့တာတွေရှိကြပါတယ်။မြန်မာကိုချင်မထားသင့်တော့ဘူးလို့အာဆီယံခေါင်းဆောင်တွေရေဘူးရအားဖြင့်လက်ခံထားကြပါတယ်။